ကျွန်တော်တို့ဒီ school goal ဆိုတဲ့ app လေးပေါ့နော်သူကကျွန်တော်ဒီအမှတ်ပေးဖို့ပေါ့နော်ကျောင်းသားတွေပဲဖြစ်ဖြစ်ဒီကို training တစ်ခုခုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်ဒီ online course တွေမှာတက်တဲ့သူတွေပဲဖြစ်ဖြစ်ပေါ့ဒီကဒီဟာကိုကျွန်တော် idea ရတော့ဒီကိုကတနန်းဖွင့်တာပဲဖြစ်ဖြစ်ဟို online course တစ်ခုဖြစ်တဲ့ဖွင့်တာဖြစ်ပေါ့နော်ဒီခါကျရင်ကျွန်တော်တို့ကကျောင်းသားတွေလာအပ်ကြတယ်လေကျောင်းသားတွေ join ကြတယ်ဒါပေမဲ့ပြန်အများနဲ့တက်နေဖို့ပေါ့နော်အများနဲ့တက်နေဖို့ဆိုတာမလွယ်ဘူးလေတချို့ကတစ်ပတ်နှစ်ပတ်တက်ပြီးတော့keep up မလုပ်နိုင်ဘူးပေါ့နော်အဲ့လို keep up မလုပ်နိုင်တဲ့အခါကျွန်တော်တို့ကဒီကျောင်းသားတွေအတန်းကိုပြန်လာဖို့ဘယ်လို motivate ပေးမလဲနောက်ပြီးတော့ဘယ်လို encouragement ပေးမလဲနောက်တစ်ခုကတော့ reward ပေါ့နော် reward ကတော့စုချပေးရပုံနဲ့ပေါ့စုချတဲ့အခါမှာလည်းကျွန်တော်တို့က physical product တွေဖြစ်မယ်ဒါမှမဟုတ်လို့ရှိရင်အမှတ်တွေအဲ့လို batch တွေမျိုးပေါ့နော်ကျွန်တော်တို့အဲ့ဒါတော့ဥပမာကျွန်တော်တို့ဒီ data can တို့ကိုစားရသွားတက်ရင်တော့ကိုတက်တဲ့ပုံမူတည်ပြီးတော့သူတို့ကအဲ့လိုမျိုးပေးတာပေါ့နော်ဒါနဲ့ကျွန်တော်တို့ individual course လုပ်တဲ့သူတွေအနေနဲ့ကြတော့အဲ့လိုမျိုးအလွယ်တကူလုပ်လို့ရတဲ့စနစ်မရှိဘူးလေအဲ့ဒီအတွက်ကျွန်တော်ကidea ရပါဘူးเนาะအဲ့တော့အဲ့ဒါတွေအကုန်လုံးဘယ်လိုလုပ်မလဲဆိုတော့ဘယ်ဟာနဲ့တိုင်းလို့ရလဲဆိုတော့ status ပေါ့နော် status နဲ့ဆိုရင်ကျွန်တော်တို့ဥပမာဒီတက်သမျှအကြောင်းသားတွေဒီ attendance တွေသူတို့ရဲ့ performance တွေပေါ့အဲ့ဒါတွေ record လုပ်ထားပြီးတော့ဘယ်သူကတော့ဘယ်လောက်ရနေပြီဘယ်လိုအမှတ်တွေဆိုရင်တော့ဘယ်လိုစုချမယ်ဒါမှမဟုတ်လို့ရှင်ဘယ်လို batch လေးပေးမယ်ပေါ့နောက်ပြီးတော့သင်တန်းတစ်ခုလုံးပြီးသွားတဲ့အခါမှာအဲ့သင်တန်းတစ်ခုလုံးမှာတစ်လျှောက်မှာရလာခဲ့တဲ့သူတို့ရဲ့ဒီလှုပ်ဆောင်ချက်လေးပေါ့နော်အထူးသဖြင့်ဘာမှအများကြီးလိုက်မလုပ်ဘူးဆိုရင်တော့မှအတန်းမှန်နေဆိုလို့ရှိရင်လည်းအတန်းမှန်နေသူတို့ဒီ reward ဒါမှမဟုတ် batch ပေါ့နော်အဲ့လိုမျိုးနဲ့motivate လုပ်ဖို့ encourage လုပ်ဖို့ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီလေ့ကျင့်ခန်းလုပ်ရင်တော့မှကျွန်တော်တို့ဒီ personal app တွေ dashboard တွေနဲ့ပြပြီးတော့ဒီဘယ်လောက် calorie burn လဲဘယ်လောက်ခြေလမ်းလမ်းလဲအဲ့ဒါလေးပြန်ကြည့်ရတော့ကျွန်တော်တို့ကပို့ပြီးတော့ကိုယ့်ရဲ့ progress ကိုလည်းမြင်ရသလိုကိုယ်လည်းလုပ်ချင်တာပေါ့နော်အဲ့ဒီအတွက်ပေါ့အဓိကတော့ဒီကဘာလုပ်မလဲဆိုကျွန်တော်တို့ဒီ student တွေရဲ့score ပေးမယ် record မှတ်မယ်ပြီးလို့ရှိရင်ကျွန်တော် dashboard နဲ့ display ပြန်ပြမယ်ပေါ့နော်အကယ်လို့မှဒီကျောင်းသားတစ်ယောက်ချင်းစီကိုသူရဲ့ဒီသင်တန်းပေါ်မှာပြီးသွားတဲ့အခါမှာ performance ပြန်ပြီးတော့ရှိထုတ်ချင်လဲထုတ်လို့ရတယ်ပေါ့နော်အဲ့ဒါတော့အကယ်လို့ဒီကျောင်းသားမှာ scholarship လျှောက်တယ်တခြား reference အနေနဲ့ပေါ့ပုံမှန်ကျွန်တော်တို့ဒီ course certificate ကကြတော့ပြီးဆုံးကြောင်းပဲပြလို့ရတာပေါ့နော်ဒီလိုမျိုးကျွန်တော်သူ့ရဲ့ဒီသင်တန်းတစ်ခုတွင်းမှာသူ့ရဲ့ performance သူ့ရဲ့အတန်းတက်မှန်မှုသူ့ရဲ့လှုပ်ဆောင်မှုကိုတိုင်းထားတဲ့အကြီးမားကြီးတော့မဟုတ်ဘူးနော်တိုင်းတာထားတဲ့ဇာတ်ရင်းလေးတစ်ခုပြနိုင်ရင်သူ့ရဲ့ခြေနေပို့ပြီးတော့အကဲဖြတ်လို့ရဘူးနော်ဒီက app industry ကတော့ရှင်းပါတယ်သူက education နဲ့ technology ပေါင်းထားတဲ့ဥစ္စာပေါ့နော်ဒါတော့general ပေါ့နော်သူရဲ့ဒီစီးပွားအကျိုးစီးပွားဖြစ်နိုင်တဲ့ဥစ္စာတော့ဒီ active market value ရဆိုလို့ရှိရင်လောလောဆယ်မှာ2022မှာတော့သူကဒီဒေါ်လာ140ဘီလီယံထိရှိရပေါ့နော်2030လောက်ရှိရင်ဒေါ်လာ348လောက်အထိကိုဒီ market ကြီးကကြီးလာနိုင်တယ်ပေါ့နော်အဲ့တော့ဒီဥစ္စာလည်းဖြစ်နိုင်ကြီးပေါ့နော်အကျိုးမြတ်ရအောင်ရှာလို့ရတဲ့app တစ်ခု feasible ဖြစ်အောင်ကျွန်တော်တို့လုပ်လို့ရပါဘူးနော်ဒီ app ထဲမှာအဓိက user တွေနဲ့ဒါကတော့လုံးဝprimary user ပေါ့နော် primary user မှာဘာပါမလဲဆိုတော့ကျွန်တော်တို့ဒီဆရာတွေမိဘတွေဒါမှမဟုတ်လို့ရှိရင်ဆရာနဲ့ဒီကျောင်းဘက်ကပေါ့ဒါမှမဟုတ်လို့ရှိရင်ကျောင်းနဲ့မိဘပေါ့အဲ့လိုမျိုးကျွန်တော်ဒီသုံးခုက intercept ဖြစ်နေမှာဥမာကျောင်းကနေဆရာတွေကိုဒီလိုမျိုး grading ပေးလို့ရသလိုဆရာတွေကိုလည်းမိဘတွေကပြန်ပြီးတော့grading ပေးလို့ရဒါမှမဟုတ်လို့ရှိရင်သူတို့ရဲ့ဒီကလေးတွေကိုဒီကတော့မိသားစုတွေပေါ့နော်သူကျောင်းသားတွေဒီကျောင်းသားမိဘတွေနဲ့အပြန်အလှန်ချိတ်ဆက်ပေါ့နော်အဲ့လိုမျိုးပဲဒီကျောင်းသားဒါမှမဟုတ်လို့ရှိရင်မိဘတွေဘက်ကလည်းဒီကျောင်းတွေကိုပြန်ပြီးတော့အပြန်အလှန်သတ်မှတ်ပေးတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးသဘောပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီ market မှာရှိနေတဲ့ဒီ OR တွေကကြတော့သူကတစ်ခုခုပုံမိခိုနေအောင်မှဒီသူတို့ရဲ့စနစ်ကြီးတစ်ခုလုံးမှာပါဝင်မှာပဲကျွန်တော်တို့ကဒီဟာသူတို့ရဲ့ service ကိုသုံးလို့ရမှာပေါ့နော်အခုဒီကျွန်တော်ရဲ့ဒီ school ကတော့ရဲ့ unit value ကအဓိက independent ပေါ့နော်တခြားဘယ် software တွေဘာတွေမှ
မိခုံမနေပေါ့နော်ဒီတိုင်းဖွင့်ဒီတိုင်းပေးုံပဲပေါ့နော်ပြီးတော့သုံးရတာလည်းရိုးရှင်းအောင်ပေါ့ဥမာဒီ technical ကျွမ်းတဲ့လူမှမဟုတ်ဘဲနဲ့ generally Facebook သုံးတတ်တဲ့လူဖုန်းပွတ်တတ်တဲ့လူသုံးလို့ရအောင်ပေါ့နော်ရှင်းပြီးတော့လွယ်ပြီးတော့နောက်ပြီးတော့ကိုယ့်ရဲ့ဒီစီးရင်စရာတွေဒီ chat တွေကိုလည်းလွယ်တကူပုံစံချနိုင်အောင်ပေါ့နော်နောက်တစ်ခုကတော့ကျွန်တော်တို့ကဘာမှလည်း feature အရင်ကြီးတာကြီးလည်းမပါဘူး simple ပဲ focus ထားတဲ့အတွက်affordable ဖြစ်အောင်လုပ်ဖို့လွယ်လေအရင်feature တွေမပါတဲ့အတွက်သူကဈေးကြီးမှလည်းမဟုတ်ဘူးเนาะအဲ့အတွက်ကြောင့်သူဒီ individual တွေအနေနဲ့ပို့တက်နိုင်တာပေါ့နော်နောက်ထပ် integration ကတော့ကျွန်တော်တို့ကဒီတောက်လျှောက်မှတ်လာတဲ့စင်စရာတွေမှာကျွန်တော်တို့ကဒီ app သေးသေးလေးနဲ့မဟုတ်တော့ဘဲနဲ့Excel တို့ Google Sheet တို့နဲ့ချိန်ချင်တယ်အဲ့လိုချိန်နိုင်တဲ့အထိ link ပြန်လုပ်လို့ရအောင်ပေါ့နော် export လုပ်လို့ရတဲ့ပုံစံမျိုးပေါ့အဲ့ကျွန်တော်ရဲ့ဒီ school go app လေးရဲ့လုံဆောင်ချက်ကတော့ရှင်းတာပေါ့နော် make record display ပေါ့ make ကတော့ကိုကဒီအကြောင်းသားတန်းဖွင့်လိုက်ပြီဆိုရင်ဒီအကြောင်းသားရဲ့နာမည်တွေစီးရင်နေနဲ့သူတို့ရဲ့ table လေးပေါ့နော်ကိုဘာမျိုးပုံစံ score တွေပေးခြင်းလဲအဲ့ဒါလေးချလို့ရပါဘူးเนาะပြီးလို့ရှိရင်ကျွန်တော်အတန်းနေစနဲ့ record မှတ်လို့ရပြီပေါ့နော်ဒီအကြောင်းသားတွေကိုစပြီးတော့ score ပေးလို့ရပြီသူတို့ရဲ့နာမည်ဒါမှမဟုတ်လို့ရှိရင်ID နဲ့ပေါ့နော်ပြီးရင် record ပေးထားတာလေကျွန်တော်တို့တကယ်တော့ real time display ပေါ့နော်ဒီနေ့တရက်တက်သွားတဲ့အခါမှာဘယ်သူက attendance ရှိတယ်ဘယ်သူရဲ့ performance ဘယ်နှမှတ်ရတယ်အဲ့လိုမျိုးပေါ့နော်ဒီအစသုံးခုလေးပေါ့နော်အဲ့ဒါနဲ့ကျွန်တော်တို့ကလုပ်လို့ရပြီပေါ့နော်ပြီးတော့ create တွေပဲခုနကပြောလိုပဲဒီ step 2မှာကျွန်တော်တို့အမှတ်တွေပေးမယ် step 3မှာတော့ကျွန်တော်တို့ဒီ dashboard တွေနဲ့ display လုပ်မှာပေါ့နော်အဲကျွန်တော်ဒီ screen နဲ့ flow ကတော့ဒီမှာပေါ့နော်ဒါတော့ရှင်းပါတယ်ကျွန်တော်စချင်း onboarding လုပ်ရင်အကောင့်ရှိလားမရှိလားပေါ့နော်ရှိရင်ကျွန်တော်တို့စဝင်မယ်မရှိဘူးဆိုလို့ရှိရင်တော့ဟန်ဒီပေါ့နော်ကဲလို့ကျွန်တော်တို့ကဒီforgot password ဖြစ်သွားဆိုရင်တော့ဒီ OTP screen တွေပေါ့နော်ဒါရတော့ပါနေကြဥစ္စာတွေပဲပေါ့နော်ဒီက app screen မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ create ပေါ့နော် create ကတော့ကျွန်တော်တို့စပြီးတော့ဒီအတန်းတစ်ခုအတွက်ဒါမှမဟုတ်လို့ရှိရင်အကြောင်းအရာတစ်ခုအတွက်စပြီးတော့ကျွန်တော်တို့ table ဆွဲမှာပေါ့နော် table ဆွဲလို့ရမယ်ဒီဘက် dashboard ကတော့ကိုဆွဲထားတဲ့အမှတ်ပေးထားတဲ့ဥစ္စာတွေပြန်ကြည့်လို့ရမှာပေါ့နော်ဒီ score ကတော့ကိုအမှတ်ပေးရတဲ့ဥစ္စာပေါ့နော်အဲ့တော့ခုနကပြောလို့ပဲကျွန်တော်တို့ဒါ create score dashboard display ပေါ့နော်ဒီအောက်က manage ကတော့ကိုရဲ့ဒီ record မှတ်ထားတဲ့ဒီ dashboard တွေဒီ table တွေ manage လုပ်ဖို့ပေါ့နော်အဲ့တော့ကျွန်တော်တို့က create နဲ့စလိုက်လို့ရှိရင်ဒီအစအနေစလို့ရဒါမှမဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ template တွေပေးထားမှာပေါ့နော်သူတို့ပုံမှန်သုံးနေကြသုံးလို့အလွယ်တကူအမှတ်ပေးလို့ရမယ် template မျိုးပေါ့နော် create လုပ်လိုက်တာနဲ့ကျွန်တော်တို့ table ဒီမျက်နှာမှာဆို table တွေဆွဲလို့ရမယ်ဥပမာသူရဲ့ student ID ပါမယ် student name date ကိုက school ပေါ့နော်ဒါရန်ရှင်းတဲ့ school table လေးပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဒီထဲမှာပါမယ်ဒီ entry တွေပေါ့နော်ဥပမာ student ID မှာဆိုဒီအတန်းအတွက်ကျောင်းသားပဲနှစ်ယောက်သူတို့ ID ဘယ်လိုပေးမလဲသူတို့နာမည်ဘယ်လိုပေးမလဲပေါ့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ preview လေးပေါ့ preview table လေးနဲ့ပြပေးမှာပေါ့နော်ပြီးတော့မှကျွန်တော်တို့ကဘယ်လို chat တွေ graph တွေကိုသုံးမလဲဆိုတာဒီ screen လေးနဲ့ကိုရွေးခွင့်ပေးမှာပေါ့နော်အဲ့တော့ကိုရွေးလိုက်တဲ့ဥစ္စာမှာကိုစိတ်ကြိုက်လေးယောက်ချလို့ရမှာပေါ့နော်ဥပမာကိုကဒီ dashboard ကိုဘာ title နဲ့ပေးမလဲပေါ့နော်အဲ့လိုပေးပြီးတော့ကိုချခြင်းနဲ့ဒီအားတွေအကုန်လုံး customize လုပ်လို့ရမှာပေါ့နော်ဒီ customize လုပ်တဲ့နေရာမှာလည်းကျွန်တော်တို့ပုံမှန်အတုံးလေးတွေရွှေ့ဒီလိုအတုံးလေးတွေဆွဲသလိုမျိုးပဲပေါ့နော်ပြီးတော့ဒီပထမကိုထည့်ထားတဲ့ link နဲ့ optimize အဖြစ်ဆုံးသူကချိန်ပြီးမှာပေါ့နော်အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီ dashboard ပြီးသွားရင် score တန်းပေးလို့ရပြီပေါ့နော် score ပေးမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီကနေဆိုရင် score ဝင်ရမှာပေါ့နော် score ဝင်လိုက်လို့ရှိရင်ကျွန်တော်တို့ template ရွေးလို့ရတယ်ကိုကြိုက်တဲ့ template ဒါမှမဟုတ်လို့ရှိရင်ခုနကကိုလုပ်ထားတဲ့ဒီ class တွေပေါ့နော်ကိုလုပ်ထားတဲ့ class တွေရဲ့အားအကုန်ရှိရယ်ပြီးတော့မှကျွန်တော်တို့ကဒါဒီform တစ်ခုလိုပဲပေါ့နော်သူရဲ့ ID တွေပေးလို့ရတယ် name တွေပေးလို့ရတယ် date ဆိုလို့ရှိရင်လည်း calendar ရွေးလို့ရမယ်ဒီအမှတ်ကိုဒီပေးလို့ရပါဘူးเนาะပြီးလို့ရှိရင်ကျွန်တော်တို့ကပြီးသွားပြီပေါ့နော်အကယ်လို့နောက်ကျောင်းသားတစ်ယောက်ကိုထပ်ပေးမယ်ဆိုရင် submit အခန်းနဲ့ကျွန်တော်တို့ထပ်ပေးလို့ရတယ်ဒါကတော့ကျွန်တော်တို့ display လုပ်တဲ့ဟာပေါ့နော် display လုပ်တဲ့အခါဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာပြလို့ဒီမှာဒီအတော်ဆုံးကျောင်းသားဥမာအတန်းတက်ရအောင်အမှတ်ရအောင်ပြောရဲသူကသူဖြစ်နေတယ်သူရဲ့အမှတ်ကတော့ဘယ်လောက်ရှိနေလဲအခုသူ
သူရဲ့တက်နေတဲ့ class အရာဘယ်ဥစားလဲပေါ့နော်အဲ့အဲ့မျိုးတွေ date တွေကိုအသေးစိတ်ကြည့်လို့ရမှာပေါ့နော်ဓမ္မဆိုလို့ရှိရင်သူတို့ရဲ့ဒီဟိုအမှတ်တွေရထားတဲ့ school တွေကျွန်တော်မြင်ရမှာပေါ့နော်ဒီအပေါ်ကတော့ကျွန်တော်တို့ကဲလို့ manage လုပ်မယ်ဆိုရင်တော့ဒီ table dashboard တွေကို manage လုပ်လို့ရအောင်ပေါ့ဒါတော့ကျွန်တော်ရဲ့ဒီ screen နဲ့ flow ပေါ့နော်နောက်တစ်ခုကကျွန်တော်က functional prototype လေးတစ်ခုလုပ်ထားတာပေါ့နော်ဒါကတော့ဟိုပါဘောနော်အလုပ်တဲ့ပုံစံပေါ့နော်အဲ့ဒီအတွက်ကတော့ကျွန်တော်ကsimulation ပေါ့နော်ဒီ Google Form နဲ့ attendance တကယ် score ရယူတယ်ယူပြီးတော့ကျွန်တော် Google Sheet ထဲမှာဒီ attendance sheet ဆိုပြီးတော့ score sheet ဆိုပြီးတော့ link လုပ်ထားပါဘောနော်အဲ့နှစ်ခုမှာကျွန်တော်က app screen နဲ့ပေါ့နော်ပြန်ပြီးတော့ဒီပေါင်းပြီးတော့ဟို status ထဲမှာတင်တာပေါ့နော်ပြီးတော့မှကျွန်တော်ကဒီ dashboard ဟို Power BI နဲ့ဟိုကြည့်လို့ရအောင်လုပ်ထားပါဘောနော်အခုလောလောဆယ်မှာတော့သူက separate ဖြစ်နေတာပေါ့နော်တကယ်တမ်း app ဖြစ်သွားရင်တော့သူကဒါတွေအကုန်လုံးတစ်ခုထဲမှာကျွန်တော်တို့ကကြည့်လို့ရမှာပေါ့နော်အဲကျွန်တော်ဒီမှာအဲ့ဒါလေးစံပြမယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ student တွေရဲ့ဒီ record တွေပေါ့နော် record တွေရှိတယ်ဒီလိုမျိုး Excel graph တွေဆိုရင်ကြည့်ရတာလည်းအများကြီးရှုပ်တယ်လေအဲတော့ကျွန်တော်တို့ကဒီလိုမျိုး display ပေါ့နော် display နဲ့ကြည့်လို့ရအောင်ပေါ့အဲဒီခါမှာလည်းကျွန်တော်ကသူ့ရဲ့ဒီ form တွေပေါ့နော်လောလောဆယ်ကတော့ user interface ကို form လေးနဲ့လုပ်ထားတယ်နှစ်ခုခွဲထားပါဘောနော်ဥပမာကျွန်တော်ဒီနေ့ class တစ်ခုဖွင့်လိုက်တယ်ပေါ့နော်ဒီနေ့ class ကိုဖွင့်တဲ့အခါမှာဒီ student attendance form ကြတော့ကျောင်းသားတွေဘက်ကို link ပို့ပေးမှာပေါ့နော်ဒီခါကျရင်သူ့ရဲ့ ID ကိုရွေးလိုက်ပေါ့သူက ID ကိုရွေးပြီးတော့ submit လုပ်လိုက်အောင်မယ် ID ရွေးပြီးတော့ submit လုပ်လိုက်တာ ਨੇ ကျွန်တော်တို့ဒီထဲမှာသူ့ရဲ့ ID သူ့ရဲ့နာမည်အကုန်လုံးက populate လုပ်ပြီးသားပေါ့နော်ဒီခါကျမှကျွန်တော်ဘက်ကနေပြီးတော့သူ့အမှတ်ပေးရမှာပေါ့နော်ဒီခါကျရင်ကျွန်တော်ဒီဘက် file နေနာသူ့ရဲ့ ID ကိုကျွန်တော်ဒီနေ့ date နဲ့ပေါ့နော် date နဲ့အဓိကတော့တိုက်စစ်တာကတော့ ID နဲ့ date နဲ့ပေါ့နော် ID နဲ့ date နဲ့တိုက်စစ်ပြီးတော့ကိုပေးခြင်းနဲ့ဒီမှာဥမာဒီ class တွင်လုပ်တဲ့ exercise ကိုဒီ weekly challenge လုပ်တဲ့ school တခြားသူပို့လုပ်တဲ့ဟာပေါ့နောက်ပြီးတော့သူသင်တန်းတွင်မှာသူရဲ့ communication ပေါ့အဲ့ဒါပြင်သူ remark လည်းပေးလို့ရပါဘူးနော်အဲ့ပြီးကျွန်တော် submit လုပ်လိုက်မှာပေါ့နော်ဒီခါကျရင်ဒီဘက်မှာသူကတခါလေ populate ဖြစ်သွားမှာပေါ့နော် populate ဖြစ်သွားတာနဲ့ကျွန်တော်တို့ဒီဘက်က dashboard ထဲမှာသူ update ဖြစ်ပြီးသားပေါ့နော်လောလောဆယ်ကတော့ဟို manual လုပ်တာပေါ့နော်ဥပမာကျွန်တော်တို့ဒီနေ့ date ဆိုလို့ရှိရင်ဒီကျောင်းသား3ယောက် join နေပေါ့ဒါဆိုလို့ရှိရင်သူတို့ရဲ့ဒီနေ့တက်တဲ့ရတဲ့အမှတ်ရပါတော့အကယ်လို့မဟုတ်ဘဲနဲ့ဆိုရင်ကျွန်တော်တို့ဒီအပြည့်ပေါ့နော်ဒါဆိုလို့ရှိရင်သူတို့တက်တဲ့ attendance ကို percent နဲ့ကြည့်လို့ရမယ်။မှာဆိုလို့ရှိရင်ဒီကျောင်းသားဆိုရင်94ရာခိုင်နှုန်းပေါ့။ဒါကတော့သူတို့တက်တဲ့ရက်ပေါ့နော်။ဒါကတော့သူတို့ရဲ့ဒီခုနရထားတဲ့ score တွေရဲ့ဟို average ပေါ့နော်။ဒါကတော့အတော်ဆုံးကျောင်းသူဆိုလို့ရှိရင်ကျောင်းသူပဲဖြစ်ကျောင်းသားဖြစ်ပေါ့နော်ဒီမှာမြင်ရမယ်။ဒါကတော့ attendance အမှန်ဆုံးသူတွေပေါ့။ဒါဆိုလို့ရှိရင်ဒီနေ့အောင်စလုံးက16ရက်နဲ့မှန်နေရပါတော့။နောက်တစ်ခုကဒီမှာဆိုရင်ခုနပြောသလိုပေါ့နော်သူတို့ရဲ့ဒီဟိုတက်တဲ့ရက်ပုံမူတည်ပြီးတော့ ion street ဆိုပြီးတော့ကျွန်တော်ဒီ batch လေးပေးထားအောင်နော်အဲဒါဆိုလို့ရှိရင်သူကဒီမှာ batch ပလောက်ရပြီ storyteller တော့သူရဲ့ communication ပုံမူတည်ပြီးတော့ batch ပေးတာပေါ့နော်အဲ့လိုမျိုးပေါ့ဥပမာကျွန်တော်တို့ကဒီလာခြင်းနဲ့ကြည့်မယ်ဆိုလို့ရှိရင်လည်းဒီတစ်လအတွင်းဘယ်လောက်ရှိတယ်လဲဒါမှမဟုတ်လို့ရှိရင် date နဲ့ဆိုလို့ရှိရင်လည်းဒီ date ရဲ့ချင်းစီမှာဘယ်လောက်ရှိတယ်လဲဒီပြန်ကြည့်လို့ရပါပေါ့နော်အဲ့လိုမျိုးဟို general အနေနဲ့ရောအသေးစိတ်အနေနဲ့ရောပေါ့အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ကသူတို့ရဲ့ဒီ record တွေကို weekly ပြနိုင်သလိုနောက် transparent လည်းဖြစ်တာပေါ့နော်ကိုပေးတဲ့အမှတ်ပေးစနစ်ကိုပေးတဲ့ဒီဟိုသူတို့ရတဲ့စုတွေပေါ့အဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းဟို robot ပေးရင်ကြတော့ငင်းခုန်စရာလည်းရှိနိုင်တာပေါ့နော်ဒီလို record နဲ့ကြတော့ဟိုတခါလေဟိုမြင်ပြီးသားဖြစ်တာပေါ့နော်ကျန်သားတွေလည်းကိုယ့်ရဲ့ဒီမှာတက်တဲ့ဒီတက်ရောက်မှုလေးကိုယ့်ရဲ့ school လေးတွေကြည့်ပြီးတော့ဟိုကိုဘယ်လောက်လုပ်ထားလဲပုံမြင်ရတာပေါ့နော်အဲဒီဥစ္စာအတွက်ကျွန်တော်ကဟို idea ရပြီးလုပ်ခဲ့ဖြစ်တာပေါ့နော်အားလုံးချိန်ပေးပြီးနားထောင်ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်